ရုပ်ရှင်တွေထဲမှာတွေ့ဖို့တဲ့မောင်းတူမဲ့တင်းဘောဟာအခုတော့လက်တွေ့ဘဝကိုရောက်ရှိလို့လာပါပြီဂျပန်နိုင်ငံကမ္ဘာပထမဆုံးသောမောင်းသူမဲ့ခရီးသည်တင်တင်းဘော Olympic Dream Seto ဆိုတဲ့တင်းဘောကိုဒီကနေ့ဒီဇင်ဘာလ17ရက်နေ့မှာစတင်မိတ်ဆက်ပေးလိုက်ပါပြီအဲ့ဒီတင်းဘောကြီးကဥခိုင်ယာနာခရိုင်ရှင်းဥခိုင်ယာနာစိတ်ကန်းနဲ့ဆူရာစီမာကျွန်းကြားမှာပြီးဆွဲသွားမှာဖြစ်ပါတယ်လူအကိုနီမပါဘဲလိုင်းတွေကိုဖြတ်တားဆီးတွေကိုရှောင်ပြီးစိတ်ကန်းအဝင်အထွက်တွေကိုပါတူပါတာလှုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ဒါဟာနီးပညာပြပွဲတက်တက်မဟုတ်ဘဲနဲ့ဂျပန်နိုင်ငံမှာရင်ဆိုင်နေရတဲ့လှုပ်သားရှားပါမှုပြဿနာတွေကိုဖြေရှင်းဖို့တကယ်လက်တွေ့ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။လောလောဆယ်မှာတော့စိတ်ချရအောင်အမှုအထမ်းတွေကိုပါအုံးမှာဖြစ်ပြီးမဲ့မကြခင်မှာတော့ကက်ပတင်ခန်းတွေလွတ်လိုက်ရင်းနဲ့ခရီးသည်900ကိုပို့ဆောင်ပေးတော့မှာဖြစ်ပါတယ်။